沉睡的人心潮澎湃，热血流过动脉。别让梦想带着遗憾醒来。总有人被世界淘汰，总有人被记载，在这尔虞我诈的舞台，挺过来。初心人在，坎坷不算失败，不负时代，人生没有彩排，起落都精彩，磨难用双手推开，全力去对待，活出去才痛快，看我和命运谁厉害。宋ဦးတီထွင်ခေတ်ပြိုင်ရှင်အပိုင်း1ဆက်လက်ပြီးတော့လက်ရှိရင်ကျော်အခြေအနေကိုနားဆင်ကြည့်ကြရအောင်ပါပထမဆုံးအနေနဲ့ကတော့ဘေကျင်းမြို့မှာဖြစ်ပါတယ်ရှင်ကျွန်တော်စောက်တုပ်ဖတ်ဘူးတယ်စောက်ထဲမှာပြောတာကတချို့လူတွေဟာအသက်ငယ်ငယ်နဲ့တည်သွားကြတယ်သူ့ဘဝဟာအရေးတစ်ခုလို့အတိတ်ကဖြစ်ရတွေအနေနဲ့ပဲထင်ကြံခဲ့တယ်အနာဂတ်မှာကျွန်တော်ဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကိုအချိန်တော်ကြာမှနားလည်လာခဲ့တယ်ကျွန်တော်လောကကြီးကိုစိန်ခေါ်လိုက်တယ်သူကမိုးထီးမြင့်နဲ့တိုက်တလုံးဆိုရင်ကျွန်တော်ကတန်တချောင်းအဖြစ်ပေးဆက်မယ်အသုံးဝင်တဲ့သူတယောက်ဖြစ်အောင်ကျွန်တော်လုပ်မယ်ထပ်မလုံးနဲ့တော့ငါဒီမှာကားပိတ်နေတယ်ကွန်ပျူတာကိုမပိတ်နဲ့အောင်နေ့လယ်2နာရီမတိုင်ခင်မင်းတို့ရဲ့လူမှုဖုလုံရေးသွင်းလိုက်မယ်အကိုကြီးလူခါ12နာရီလူတွေ့သွားဖြေရမှာကျမလည်း17နာရီလူတွေ့ဖြေရမှာမတော်ခင်ပစ္စည်းတွေပြောင်းခိုင်းရမယ်အင်ရှင်အတင်ပြောင်းခိုင်းနေပြီအင်ရှင်ကိုထပ်မလုံးနဲ့လို့ပြောလိုက်ဒီနေ့တေချာပေါက်ထွက်မှာမင်းကဘန်နာရေးကလေသူများတွေသွားလဲမင်းသွားလို့မဖြစ်ဘူးအားလုံးပြီးတဲ့အချိန်ထိနေရမယ်ကိုကြီးတောင်းမှမှာလေဆွဆွပြန်လာလို့မရဘူးလားဒါကဦးစားပေးလို့ရမယ်လမ်းကြောင်းလေကွာဒီနေ့ငါမိမနဲ့ကွာရှင်းတဲ့နေ့အရင်ဆုံးသူ့စီသွားပြီးအင်္ဂရန်နဲ့ကားတော့အရမှာဒါကြောင့်ငါအခုလာလို့မရသေးဘူးမင်းတို့เนี่ยနောက်ဆုံးအလုပ်ဆင်းတဲ့အချိန်နေပေးလို့မရဘူးလား तू ကစိတ်တုန်နေသေးတယ်ဟမ်ပြီးတော့ငါတို့ရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုဖိုင်လုတ်ဖစ်ကိုပေးထားကြားလာပြီအကြောင်းလည်းမပြန်ဘူးအဲ့ဒီတော့မင်းကကိုစားထပ်ချင်းပေးပါဦးညနေမင်းတို့เนี่ยလူတွေသွားဖြေပြီးငါနဲ့တူလိုက်ခဲ့ပြောလို့မရအောင်လုတ်ဖစ်ကစိတ်ပေါက်ရင်ငါတို့စီမှာဒေါ်လာ30ကြီးရင်းနှီးမြှုပ်နှံနေမှာအဲ့တော့မင်းတို့เนี่ยလည်းအလုပ်တွေရှာကြမလို့တော့ဘူးကိုကြီးခုထိစိတ်မလျှော့သေးဘူးလားအော်ဒါနဲ့ဒီနေ့လူမှုဖုလုံကြီးသွင်းရမယ့်နောက်ဆုံးရက်အရင်ဘက်ကပြောင်းသွားပြီအဲ့ဒါငါမိမနဲ့အတူသုံးတဲ့ကက်ငါအခုကတ်တဲ့နံပါတ်ပို့ပေးမယ်မင်းဒီကက်နဲ့လူမှုဖုလုံကြီးသွင်းလိုက်မင်းကတော့တိုက်ချင်နေရလားတော်တောင်းမှန်ပါတယ်ကျွန်တော်စာပို့နေလို့မမြင်လိုက်တာပါစင်ကဲဘာတွေလဲကွာတောင်းမှန်ပါတယ်ရင်းနှီးရေးခုနကျွန်တော်စာပို့နေလို့မမြင်လိုက်တာပါစာပို့တယ်ခမရမျက်လုံးကလမ်းကိုမကြည့်ဘူးမနဲ့ရထတာနဲ့အလုပ်ရှောင်းအောင်လုပ်တာပေါ့တကယ်ကိုတောင်းမှန်ပါတယ်တကယ်ကိုတောင်းမှန်ပါတယ်ကျွန်တော်မှားတာပါဗျာဟိုလေမတိုက်ပြီဘူးမလားအပိုးတွေတိုက်မင်းဒီလိုရက်နိုင်အောင်မလားတော်ပါသေးရဲ့တောင်းမှန်ပါတယ်ရပြီခမရတော့เนี่ยပြီးပြီဂယူဆိုင်ကြကျေးဇူးပါတော်တော့မင်းလည်းတကယ်တောင်းမှန်ပါတကယ်တောင်းမှန်ကျွန်တော်အမခံပါနောက်ကိုဘလောက်လို့များဖုန်းဆက်စာဖို့မလုပ်တော့ပါဘူးကျေးဇူးပါတကယ်တောင်းမှန်ပါဘာဖြစ်တာလဲကျွန်တော်ကရက်ထားလဲအတိုက်ခံရတာပဲလားခမရဘလို့လုပ်တာလဲ sorry ပါမင်္ဂလာပါခမရရေမောင်းလိုင်စင်လေးပြပါရက်ထားတဲ့ကားတော့ခမရတိုက်တယ်ပေါ့ဟမ်ကျမဒီစာလေးပြီးအောင်ပို့လိုက်အောင်မယ်ပို့နေသေးတယ်လူတိုက်မိရင်ဘယ်လိုလုပ်မလဲကျမစိတ်ပူနေလို့ပါကျမကလေးနေမကောင်းလို့စေးတောက်ဖို့သတိပေးနေတာ तू တန်းတက်နေလို့ဖုန်းဆက်လို့မရဘူးတောင်းမှန်ပါတယ်ရပြီအားလုံးခမရတောင်းယူဟုတ်ကဲ့ပါကျွန်တော်ပြောမယ်ခမရတို့နောက်ဆိုဒီဖုန်းမတုံးကြပါနဲ့အမြာရောကလမ်းခွာလိုက်တာနဲ့ကားပြတ်တာပြင်လို့ရတယ်လူတိုက်မိဘယ်လိုလုပ်မလဲလူကြီးနဲ့ကလေးဆိုရင်ခမရတို့ကားမောင်းတဲ့ပုံစံမျိုးနဲ့ငိုချင်းတော့ရအောင်မဟုတ်ဘူးတကယ်တော့နီလန်းရှိတယ်ဖုန်း program တစ်ခုလုပ်လိုက်ရင်ဖြည့်ရှင်းလို့ရပြီဘုမခမရတစ်ဖက်လူနဲ့စကားပြောချင်တာကိုခလုံးလေးနေပြီးပြောလိုက်ရပြီစာရိုက်စရာမလိုတော့ဘူးအဲ့ဒီဖုန်း program ကဖုန်းနဲ့ချိန်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်အမခံနဲ့သွားမှာလားကိုပါတော့ကိုရှင်းပါလားဒီစိတ်ကူးက7 billion တန်တယ်ဒါတကယ်မဟာစိတ်ကူးပဲခမရအမခံနဲ့သွားမှာလားကိုပါတော့ကိုရှင်းပါလားအမခံကောင်းမလေးရှင်းကဲတောင်းမှန်ပါတယ်
မင်းမိမပေါက်ကွဲနေပြီကွာရှင်းတော့ကောင်းတာလေးတစ်ခုလောက်ကြံခဲ့အောင်မလုပ်နိုင်ဘူးလားဘာလို့ဖုန်းမကင်တာလဲ ဖုန်းကကားထဲမှာမကြားလိုက်ဘူးခုနကကားဖင်ချိန်ပြီးလို့ရင်းနေရင်းနဲ့ရှင်းနေရတာမင်းလာတော့ငါအားရှိတာ ဟဲ့တတိပေးအောင်မယ်ရွှွှွကတူးမကိုခေါ်လာတာနော် စိတ်လို့ရှားစရာပဲ sorry ပါလာနောက်ကျသွားတယ် ဟေးရှောက်မင်းဝူရှုဖွဲ့ဆိုတာငါသိရနော်မင်းကပညာရှင်စစ်ဒီလိုလက်မပါနဲ့ငါတို့ပြောဆက်ရှိရပြောကြမယ်ဒိဗယ်ရှိရလို့ ဘသူကအတိတ်ပဲမရှိရတယ်ဘေးချင်းရှိပြီလေကိုယ့်ဘာတော်ကိုကြည့်အောင်ငါအမပြောတာ9 နာရီအိမ်ပြောင်းပါငါမနေ့ပိုင်းလေ့ကျင့်ရရှိတယ်ညနေပိုင်းသွေးပူလေ့ကျင့်ပွဲရှိတယ်မင်းတို့နဲ့အချိန်မဖြုံးနိုင်ဘူး ချောင်းနေဘာလုပ်တာလဲဘသူကနေကိုလက်ပါခိုင်းလို့လဲကိုရှင်ညနေဘာမှဖြစ်ဘူးနော် ရတယ် ဘာမှမဖြစ်ရွှေ ဟေးလာကြတွေးထွက်နေပြီ ရတယ် sorry ပါငါတမင်နောက်ကျတာမဟုတ်ပါဘူးကားဖင်ချိန်ပြီလို့ ရှင်ကျမဝမ်းသာစရာကိစ္စပြောလို့မရဘူးလား ငါတို့ကွာရှင်းပြီဝမ်းမသာသေးဘူးလား တုတ်လိုက်အောင် ကျေးဇူးတင်ပါတယ် အမမြန်လို့ ရောက်ဒီမှာအင်္ဂီယန်နဲ့ကားတော့နောက်ဆုံးငါမလာတော့ဘူး ဒီကက်ထဲမှာရွံ3သိန်းရှိတယ်ပြီးတော့အဲ့ဒီကရှင်အသက်လို့တန်ဖိုးထားတာကျမယူထားရပါမလားရှင်ကိုပဲပေးလိုက်မယ်ရှင်လက်ပလာနဲ့ဆင်းနေလို့တော့မပြောနဲ့ဒီကုံပုတ်ကိုကျမမခံယူချင်ဘူး ကျေးဇူးပါလူကောင်းတွေကတစ်သက်လုံးဘေးကင်းတယ်ခဏလေးရပြီတော်ကျေးဇူးပဲတကယ်တော့ရွှွှွကတကယ်စေတနာကောင်းပါတယ် ငါစကားနားထောင်ဒုက္ခပေးနေမယ်ဆိုရင်လက်မထက်ကြနဲ့လက်ထက်ပေးရင်လည်းဒုက္ခမပေးကြနဲ့မင်းနောက်2နှစ်လောက်တိခံလိုက်လက်ခကောင်းတယ်လို့ရောက်တာကြိုးစားငါလိုလက်ကဒုက္ခမခံနဲ့လက်ပလာနဲ့ပဲကြံခဲ့မယ် မင်းကိုယ်တိုင်ကြဘာလို့တင်းခံခဲ့ရလဲ ဒုက္ခဆိုတာခံရတဲ့သူအသိဆုံးပဲမင်းကြည့်လေငါကုမ္ပဏီထောင်လိုက်တဲ့တစ်နှစ်ကျော်တွင်းမှာ15ကီလိုလောက်ကျသွားပြီအခုပုံစံဖြစ်သွားတာပဲငါမိမတမိသားစလုံးကဘလို့မြင်လဲမင်းသိလားငါ့ကိုဘိန်းဆွဲနေတယ်လို့ထင်ကြတာနေ့တိုင်းနောက်ရောက်ခံလိုက်တယ်နေ့တိုင်းစုံစမ်းနေကြတာ အတော်တော့တူတာပဲ သွားစမ်းပါမင်းသွားပြီးအင်ကြီးလဲဦးမယ်ကွာသူက leading trading နီးပညာကုမ္ပဏီရဲ့တထေးချံမှာသူကတော့အမှုဆောင်ဒါရိုက်တာနတ်လန် မင်္ဂလာပါခင်ဗျ မင်္ဂလာပါတထေးချံထိုင်ပါတထေးချံရှင်တို့အချက်လက်တွေကိုကျမကြည့်ပြီးပါပြီ။ရာဖြတ်တံဖို့ကတော့တင်းတင်းမြတ်တမှုရှိပါတယ်။ဒါပေမဲ့အဓိကပြဿနာကရှင်တို့ company ရဲ့စီးပွားရေးပုံစံကိုအတည်ပြုဖို့လိုသေးတယ်။အနာဂတ်ရဲ့ဝင်ငွေတိုးနှုန်းမှာလည်းမတိကျမှုတွေအများကြီးရှိနေတယ် ကျော်တို့ယူလာတဲ့စီးပွားရေးဆိုင်ရာချက်လက်တွေအလုံးကလုံးဝမှန်ကန်ပါတယ်မလုံနိုင်တာကိုတော့ဂတိမပေးပါဘူး ။ဒီလိုဆိုရင်တော့ဖြစ်မလား။ကျမထပ်ပြီးတော့ series A ရင်းနှီးမြှုပ်နှံမှုကိုအဓိကလုပ်တဲ့အဖွဲ့အစည်းတွေနဲ့မိတ်ဆက်ပေးမယ်။သူတို့ကတီထောင်စားလုပ်ငန်းတွေသုံးသပ်တာပို့ကျွမ်းကျင်တယ် ဘာဖြစ်လို့လဲခင်ဗျားတို့ low face ဖွဲ့စည်းရနိုင်ငံတကာမှာထိတ်ဆုံးကုမ္ပဏီလေကျွန်တော်တို့ခင်ဗျားတို့ကုမ္ပဏီရဲ့ယင်းနှီးမြှုပ်နှံမှုနဲ့ထောက်ခံမှုကိုရကြပါတယ်ခင်ဗျားက low face ယင်းနှီးမြှုပ်နှံမှုဌာနရဲ့ director ကျွန်တော်တို့ကိုတခြားကုမ္ပဏီနဲ့မိတ်ဆက်ပေးရကျွန်တော်တိတ်ပြီးတော့နားမလဲဘူး ။ကျမထပ်ပြီးရှင်းပြပါမယ်။ low face ရဲ့ရင်းနှီးမြှုပ်နှံမှုသဘောတရားကကျမတို့ယင်းနှီးမြှုပ်နှံမှုဌာနကတိုးတက်နှုံမြန်မဲ့လုပ်ငန်းမျိုးကိုပဲအဓိကယင်းနှီးမြှုပ်နှံပြီး2နှစ်ကနေ3နှစ်ဆိုပြန်လက်လွှဲတယ်။ဟုတ်တယ်။ကျမတို့ကအကျိုးမြတ်မြင်ရတာပဲလုပ်တယ်။ဒါကြောင့်ကျမတို့ကအဆင့်မြင့်နည်းပညာစီမံကိန်းတွေကိုပဲယင်းနှီးမြှုပ်နှံငွေထည့်ပြီးလူအဖွဲ့အစည်းအရင်းမြစ်တွေနဲ့ပေါင်းတယ်။အမြန်ဆုံးတိုးတက်အောင်လုပ်ပြီးဈေးကွက်တင်တယ်၊ရောင်းတယ်၊ယင်းနှီးငွေကိုပြန်သိမ်းတယ်။အရင်နှစ်ကရှင်သခင်မဟုတ်ဘူး။ share ဈေးကွက်ကတော့မိမလလေးလိုပေါ့။နားထောင်ကောင်းတဲ့ plan တွေကပါနှက်တဲ့ကိုပိုင်ရည်သွေးထက်ပို့အသုံးဝင်ပါတယ်။ကျမပြောတာစိတ်မရှိပါနဲ့။ ခဏနေကောင်းကောင်းလုံးတော့ပြောမရဘူးဒီတစ်ခါငါတို့အောင်မြင်ပြီး
ဒေါ်လာ30လောက်ရင်းနှီးမြှုပ်နှံမှုရနေမှာ ကိုကြီးဒါက low face နော်အကိုလိန်ချင်တယ်လို့လိန်လို့ရမလား ဒါကငါရဲ့နောက်ဆုံးခွင့်ရေးပဲငါထပ်ပြီးစွန့်စားကြည့်ခြင်းသေးတယ် စိတ်မကောင်းပါဘူးတထေးချမ်းရှင်းခံစားချက်ကိုကျမနားလဲပါတယ်ဒါပေမဲ့ခုနဒရိုက်တာနာကအားလုံးကိုရှင်းပြပေးပြီလေ Hi ကျင်းချန်ကျမအရင်တစ်ခေါက်ကဖိုင်တစ်ခုဒီမှာကြံခဲ့တာတွေးမိလား ဘာလို့ဆိုရောက်လာလဲ ရှင့်အတွက်မနှက်စာဝယ်လာတဲ့ဇပွဲပေါ်မှာတင်ထားတယ်ထားရင်စားဖို့မမင်းနဲ့အောင်ကျမပစ္စည်းယူပြီးပြန်ပါ မင်းမလာနဲ့နော် ဘာလို့လဲ သူကဘာတူလဲ surprise ဘာလို့လဲငါ့ကိုတွေ့တာမပြောဘူးလား တထေးချင်းခဏဆောင်ပါအစည်းအဝေးလုပ်နေလို့ပါ မင်းဖယ်စမ်းပါ တထေးချင်းတကယ်ပဲကြိုတင်မချိန်ထားပဲအထဲကို မင်းငါရှိရဖယ်စမ်းပါဘာလို့ဒီလောက်စကားတွေများ တ နေ ထေးချင်းအဲ့ကန်ဒီဘက်မှာပါ ဖယ်စမ်း ဒရိုက်တာနာကြော်ဆက်ပြောလို့ရပြီလား ပြောပါ ကြည့်ပါပုံမှန်ချင်းနေမှာကျွန်တော်တို့ကုမ္ပဏီရဲ့လုပ်ငန်းပြီးမြောက်မှုပါ ကျွန်တော်တို့အဲ့ကန်ကိုသွားရအောင်တထေးချင်းကိစ္စရှိကျွန်တော်တို့ခဏနေမှာပြောကြရအောင်တထေးချင်းအဲကအစည်းအဝေး ဖယ်စမ်းငါမျက်စိရှိရထွက်သွားလေ ကျွန်တော်လည်းမတတ်တာ မ လို့ င်းမ ပါ သွားဘူးလားငါမင်းနဲ့ထပ်မပြောချင်ငါမင်းနဲ့ပြောစရာစကားမရှိဘူး တောင်းပန်ပါတယ်ခုနကဘာပြောလိုက်တာ သွား လဲ တော့လေ သူပြောတာရင်းနှီး ငါပြောနေတယ်မင်းသွားတော့လေ ဒါတော့မဖြစ်ဘူး ဖယ်စမ်းငါအသားကိုလာပြီးထပ်မထိနဲ့ဘေဘီမင်းကဘာသဘောလဲ ကျမအလုပ်လုပ်နေတယ်ကိစ္စရှိရင်ရုံးစင်းမှပြောပါ ဘဝနဲ့ဆိုင်တဲ့ကိစ္စကိုမင်းကစိတ်မပူဘူးလား ကျမအလုပ်လုပ်နေတယ် โอเคခမရတို့ပြီးပြီမဟုတ်လားကျွန်တော်လည်းရောက်ပြီလားသွားတော့လေကျွန်တော်ပြောနေတာခမရတို့မကြားကြဘူးလားသွားလေ တထေးချမ်းတောင်းပန်ပါတယ်ဒရိုက်တာနာမှာကိုရွေးကိုရာကိစ္စလေးရှိလို့ကျမလောက်ခံထဲမှာခဏလောက်စောင့်ပေးပါလားရှင်စီစဉ်ပေးလိုက်ပါအောင် ဒီဘက်ကိုကြွပါ တောင်းပန်ပါတယ် sorry I'm so sorry ဟာကိုကြီးရိုမန်တစ်ဆန်လိုက်တာဒါလက်ထက်ခွင့်တောင်းတာလား ဒီလိုလက်ထပ်ခွင့်တောင်းတာတွေ့ဘူးလို့လားဒါပေါ်တင်လာကတ်တာမျက်နှာလောက်တာညှူဆွဲတာအဆက်သွဲနဲ့လာတာငါတို့ရှုံးနေတာတဲ့ဒီလိုကောင်မျိုးတွေလက်ထဲမှာပဲ ငါလား မပြီးနိုင်တော့ဘူးလား နာလန်မင်းငါ့ကိုခွင့်မလို့ဘူးဆိုရင်ငါအခုပဲ low fish ကလူတွေအရှိမဒူးထောက်လိုက်ရမလား
တကယ်အရှက်မရှိဘူးရှင်အခုဒူးထောက်လေဒူးထောက်ပြစမ်းပါ အောက်မှာငါစောင့်နေမယ် နာလန် သူ့လိုပုံစံမျိုးကိုသူ့ကိုဘယ်သူကဝင်လာခိုင်းတာလဲအဆောင်နေပါလုံနေကြရလဲ နင်းရဲ့သခင်လေးကိုတားရဲသူရှိလို့လားပြဿနာတက်နေပြီလား နည်းနည်းပါအခုငါစိတ်ရမ်းရှုပ်နေတယ် နင်းမြင်မြန်တော့ဖြစ်ရှင်းလိုက် မဖြစ်ဘူးအပြင်မှာ company တစ်ခုကစောင့်နေသေးတယ် ရပါတယ်ငါကြည့်ထားပေးမယ်နင်းမြင်မြန်တော့ဖြစ်ရှင်းလိုက်အဲ့ဒါ mobile internet လောက်တဲ့ software company လေးပါငါကြည့်လောက်လိုက်မယ်စိတ်ချပါ အေးပါကျေးဇူးပါ သွားပါကောရှင်းညာ ရှိပါတယ် အထဲဝင်ခဲ့ပါ ထိုင်ကြပါ မိမလားလေမင်္ဂလာပါကျွန်တော်အရင်မိတ်ဆက်ပေးရစီကျွန်တော်ကကော့ရှင်းညံပါရှင်းညံနီးပညာဥက္ကဋ္ဌပါတီထောင်သူနဲ့တရားဝင်ကိုယ်စားလှယ်ပါလူတွေပြောတာကတော့တရားဝင်ကိုယ်စားလှယ်ဆိုတာတရားစီရင်ခံရတဲ့သူတဲ့ကျွန်တော်အထူးမိတ်ဆက်ပေးပြရစီကျွန်တော်အရင်ဆုံးညီကိုလှုပ်ဖို့ကင်ဘတ်လူခါတကယ်ကိုကွန်ပျူတာပါရမီရှင် program ရေးတာတစ်ဖက်ကန်းခတ်ပဲကျွန်တော်နဲ့လှုပ်လို့သာလမ်းမှန်ရောက်တာသူသာ hacker လုပ်မယ်ဆိုရင်လို့ရှင်တော့စနိုဒန်ထက်ပိုတာလိမ့်မယ် စနိုဒါပြောလို့မရအောင် မဟုတ်တိမ်ကော စနီ အေးလာအေးလာခဲ့တိုင်အောင်ကိစ္စတခုမေးစရာရှိလို့တိုင်ဒီ Force Mail ကဘာဒိတ်ပဲလဲ Force Mail ကဖုန်းအတွက်ကျွန်တော်ထူးတီထွင်ထားတဲ့ software တစ်ခုပါအခုကျွန်တော်တို့မေးပို့တဲ့အခါကွန်ပျူတာနဲ့ laptop တွေကိုအခြေခံထားတာဒါပေမဲ့ mobile internet ခေတ်ရောက်တော့နောက်ဆုံးမှာဖုန်းထက်အဆင်ပြေတာမရှိဘူးလေတကယ်လို့ဖုန်းကနေချိန်မွေးမေးပို့ခြင်းနဲ့ဆိုပါတော့ Force Mail ကကူညီနိုင်တယ်လေ Force Mail ရဲ့ cloud တစ်ခုရှိရတဲ့ကွန်ပျူတာရဲ့စာတွေ file တွေ format မျိုးစုံတွေအားလုံးအတွက် cloud တစ်ချက်ထဲနဲ့ phone format ဖြစ်ပြောင်းပေးနိုင်မှာအနာဂတ်က mobile internet အတွက်ပဲဖြစ်ရမယ် Force Mail ရှိရတဲ့ကွန်ပျူတာရှိမှဆိုတဲ့ကတ်တက်ချက်မရှိတော့ မင်းလောက်တာဘယ်လောက်ကြာပြီလဲ လေးလမပြည့်သေးဘူး လေးလားမင်းခုနပြောတဲ့ mobile internet ကအနာဂတ်မှာတိုးတက်လာမယ့်လမ်းကြောင်း mobile internet က internet ရဲ့အနာဂတ်တစ်ခုပဲလေ မင်းကုမ္ပဏီမှာဘာတာဝန်ယူလဲ cyber လုံခြုံရေး မင်းဒီလိုလုပ်တာကကုမ္ပဏီလုံခြုံတယ်လို့ထင်လား ဘာပြဿနာမှမရှိဘူးလေ မင်းကိုသတိပေးမယ်နော်ငါတို့ကုမ္ပဏီကတာမန် internet line ဘက်ကိုအဓိကလောက်တာမင်းစားနေတာကတာမန် internet line ရဲ့ထမင်းလုံနေတာက mobile internet လို့ဒါကိုမင်းသိတော်တယ်လို့ထင်လားငါမင်းကိုကြံတစ်ခုပေးမယ်မင်းကိုပစ္စည်းတွေကိုတင်ပြီးတော့ဒီကနေထွက်သွားတော့ ရှင်းညံနီးပညာဒီ digital code လောက်ကရှင်းတော့လောက်ထားရလား ဟုတ်ပါတယ်ကျွန်တော်တို့က mobile internet ရဲ့ application software ကိုအဓိကလုပ်တာပါဒီ digital code lock ကဖုန်းနဲ့ iPad တွေမှာအသုံးပြုနိုင်တယ်လို့ခင်ဗျားရဲ့ကိုယ်ရေးချက်လက်တွေအတွက်လည်းလုံခြုံရေးကိုမြှင့်ပေးထားပါတယ်ဥပမာအနေနဲ့ခင်ဗျား online ဈေးဝယ် software မှာဘဏ်ကတ်နဲ့ချိတ်ထားတယ်ဒါပေမဲ့ခင်ဗျားဖုန်းပြောက်သွားတယ်ဆိုပါတော့စိတ်မပူပါနဲ့ကျွန်တော်တို့ရဲ့ digital code lock ကိုအသုံးပြုထားရင်တခြားတစ်ယောက်ခင်ဗျားရဲ့ဘဏ်ကတ်ထဲကပတ်စံတွေကိုထုတ်ယူလို့မရတော့ဘူးထပ်ပြီးဥပမာပေးရရင်လူကမင်းပြောကော အာကျွန်တော်တို့ကုတ်ကနန်း6လုံးနဲ့ password လောက်ထားပြီးဖုန်းထဲမှာတနင်္လာခြားတစ်ခါကုတ်ကနန်း6လုံးကပြောင်းနေမှာဒါကြောင့်တဘောတရားအရပြောရရင်ကျွန်တော်တို့လောက်ထားတဲ့ password ကလုံးဝဖြီလို့မရဘူးဟုတ်တယ်ဖြီလို့မရဘူး ဒါဆိုရင်ကျွန်မတို့တစ်ခုလောက်ပြောပြနိုင်မလားရှင်တို့ဟာနဲ့ iPhone password ကဘာတွေများကွာခြားမှုရှိလဲ ကွာတာဗောဗျကျွန်တော်တို့ရဲ့ password လုံခြုံရေးကြောင်းထပ်ပြောရရင်ဒါကတကယ့်ကိုမဟာတီထွင်မှုကြီးတစ်ခုပါ တကယ်လို့တခိုးကရှင့်ဖုန်းကိုခိုးသွားလို့ဖုန်း keypad ကိုဖွင့်လို့မရအောင်ဆိုရင် online
online ဈေးဝယ် software လည်းဝင်လို့မရဘူးလေဒါဆိုရင်ရှင်တို့ရဲ့ log ကဘာအဓိပ္ပာယ်ရှိအောင်မလဲ ဒုတိယချက်ရှင်တို့ရဲ့ random ပြောင်းနေတဲ့ code ကတကယ်လို့ဖုန်းထဲမှာအကျုံးဝင်နေဆိုရင်တခိုးအတွက်ကတော့လုပ်ငန်းစဉ်တစ်ခုပို့ပြီးတိုးတော့ရပဲပို့တယ်တကယ်လို့ terminal software မှာပဲပေါ်မယ်ဆိုရင်လည်းအသုံးပြုတဲ့သူတွေအတွက်တော့အရန်ဒုက္ခများသွားမှာပဲဘာဖြစ်လဲဆိုတော့ computer ရှိမှရမှာလေဒါက user တက်ဆိုပေမဲ့အ user ကောင်းလို့ဖြစ်သေးဘူးတတိယတကယ်လို့အသုံးပြုသူကအဆင်မပြေဘူးဆိုရင်လက်ခံသုံးစွဲတော့လည်းအမမခံနိုင်တော့ဘူးအကျိုးမြတ်ကဘယ်လိုရမှာလဲ ဟုတ်ကဲ့ခမရသုံးသက်တာတဘာဝကြပါတယ်ကျွန်တော်တို့လေးလေးနက်နက်နဲ့တက်စဉ်းစားပြီးပြုပြင်ပါမယ် ကောင်းပါပြီရှင်ပြန်ပြီးတော့အခုနပြောတဲ့ပြဿနာတွေသုံးသပ်ကြည့်ပါရှင်တို့စဉ်းစားပြီးပြီဆိုမှကျမတို့ဆက်ဆွေးနွေးမယ်ကောင်းပြီလား ကောင်းပါပြီကောင်းပါပြီဟိုမင်းမလားလေလိပ်စာကတ်လေးပေးလို့ရမလား ရပါတယ် ငါလန်ဒီနာမည်လေးကနားထောင်လို့ကောင်းလိုက်တာငါမင်းကိုပြောမယ်လို့ပဲမင်းက BK ဖြစ်ရှင်နေတာမဟုတ်လားငါပြောမယ်ဒါကအိမ်မက်မက်နေတာကွာမင်းကိုမင်းကြည့်အောင်အခုမင်းပုံစံကြည့်လိုက်အောင်မင်းကိုဘောကဝတ်စုံတော့ကုမ္ပဏီကပေးထားတာကိုပစ္စည်းကိုသိမ်းကုမ္ပဏီကပစ္စည်းတစ်ခုမှမယူရဘူးမင်းကိုဘောကအင်ကြီးရောအလုံးမလုံးကြတော့ဘူးလားမင်းတို့အလုံးမလုံးကြတော့ဘူးလားဟမ်ဒီစားတိုင်းမင်းကတော့ What's up မင်းရကျုပ်တို့လူကမမက်ဘူးကွာကျုပ်ကိုမလုပ်ရဘူးထင်တာလားပြန်ပေးမယ်ကျုပ်မလုပ်တော့ဘူးဖတ်တီမင်းလုံးမလုံးရှင်းတော့ဘူးလားဟမ်မင်းမထွက်သွားရှင်းတာလား နေမြန်အောက်သွားပြီးတော့သူ့ကိုပြန်ခိုင်းလိုက်လေ သူ့ကိုဘယ်လိုပြောရမှာလဲစဉ်းစားလို့မရသေးဘူးငါတေချာစဉ်းစားပြီးမှဆင်းလို့ရမှာလေ ဘာစဉ်းစားစရာလို့လဲဒီကိစ္စလောက်လေးနဲ့များနင်ကကလေးရွယ်မှာမဟုတ်တော့တဲ့ဟာဘာစီးရွယ်စောင့်ထိန်နေရလဲနင်တကယ်ပောက်ကွဲခြင်းနဲ့ဆိုရင်ငိုပြစ်လိုက်ကြီးကြပြစ်လိုက်တေးလိုက်မယ်လို့ပြောလိုက်လက်သီးနဲ့ထုပြီးတော့မျက်နှာကိုကိုက်လိုက် တကယ်ပဲအဲ့လောက်လွယ်ရင်တော့ကောင်းမှာပေါ့ လွယ်လွယ်လေးမဟုတ်ဘူးလားငါပြောမယ်ဒီလိုကိစ္စငါသာဆိုရင်မရဘူးပဲငါမှတ်ထားပြီးတော့လက်ထပ်ပေးရနဲ့ဒီလိုကိစ္စမျိုးကတလုံးကျွဲပဲ လက်ထပ်မယ်သူနဲ့လက်ထပ်လို့ရအောင်မယ်လို့နင်ထင်လား ဟမ်ဒီလိုကိစ္စလေးအတွက်နဲ့သူနဲ့လက်မထပ်တော့ဘူးလို့ပြောမလို့လားအားရပဲငါနဲ့ကိုပြောမယ်နောက်မှငိုရမယ့်အချိန်ကြီးရှိသေးတယ်ဘာလို့အခုမျက်ရည်အများကြီးကျနေအောင်မလဲအခုနင်းရဲ့အုံနောက်ထဲကိုရေးဝင်းနေရ low fist တစ်ခုလုံးကသူ့မျက်နှာကိုကြည့်နေရနင်သူနဲ့ရန်ဖြစ်တော့ဒီလိုတီးဝိုင်းမျိုးစုံနဲ့လာပြီးတောင်းပန်တာနင့်ကိုအလေးထားလို့ပေါ့ရပြီလေတကယ်ကိုရပြီလေ တမျိုးပြီးတမျိုးအတွေ့အကြုံတော်တော်ဆုံးတာပဲပြောတာတော့ရီးစားမထားဘူးဆို ဟာငါဝတ်သားမစားရနဲ့ဝက်ကိုမမြင်ဘူးရတော့လား နတ်လန် ကျမကိုအရှက်မခွဲချင်ပါနဲ့ဟုတ်ပြီလား မင်းကဘာဖြစ်ချင်တာလဲ သူတို့ကိုပြန်ခိုင်းလိုက်ချက်ချင်း
ရှင်ဒီလိုလုပ်တာအတိတ်ပဲရှိလား ဒီလိုတန်စင်တွေကိုမကြိုက်ဘူးလားအမှန်ပြောရရင်တော့မင်းညငါအမှုလုံပြီးဖြစ်သွားတာပါဒီနေ့လာတာခွင့်လို့ဖို့မင်းကိုတောင်းမှမလို့ပါ ကျမခွန့်လွတ်တာမလွတ်တာအရေးမကြီးဘူးဒါပေမဲ့ကျမနားမလဲတာရှင်ဘာလို့ကိုယ့်ကိုယ်ကိုဒီလောက်လွယ်လွယ်ခွန့်လွတ်ရတာလဲဒါနဲ့ဆိုဘယ်နဲ့ကြိမ်ရှိပြီလဲငါလက်မစိန်လက်ကောက်ဝဲလာတယ်မင်းကြိုက်ရလားလာပြန်ပြီဒီအချိုး ဟင်ဘာလို့လဲဒါနဲ့မလုံလောက်ဘူးလား ကျမတကယ်ကောင်းတယ်လို့ရှင်ထင်လား ဒါအမှန်ပေါ့ငါတို့တွဲတာကဘယ်လောက်ကြာပြီလဲအင်္ဂလန်မှာတော့6နှစ်ပြန်လာတော့2နှစ်ရှိပြီမကောင်းရင်လူပြောင်းတာကြာပြီပေါ့ ပြန်လာပြီးနောက်ပိုင်းကျမတို့နှစ်ယောက်ကကြာလီစရိုက်မတူလေပဲကျမကရှင်နဲ့အတူရက်တောက်မဲ့သူမဟုတ်ဘူးအဲ့လိုနေရာဆိုပိုတော်မလိုက်သေးတယ်ရှင်ကတော့ရှင်ရဲ့အဲ့လိုဘယုတ်ဒုက္ခကိစ္စတွေနဲ့အမြဲမပြတ်ခဲ့ဘူးရှင်ကျမကိုတကယ်လိုအပ်တာရောဟုတ်ရဲ့လားတန်တရားဝင်မိတယ် မင်းကလာပြန်ပြီလားမင်းကလည်းမင်းလုံးနဲ့မင်းငါလည်းငါလုံးနဲ့ငါပဲလေငါရဲ့လောက်ကအဲ့ခံရတာလေမင်းလည်းသိပါတယ်ငါဖေကငါ့ကိုစီစဉ်ပေးထားတဲ့လောက်က3-4ရက်တခါအရက်တောက်နေရတာအရက်တောက်ပြီးရင်ငါကငါမထိန်နိုင်တော့ဘူးငါလောက်ရက်တွေကိုငါတာဝန်မယူနိုင်တော့ဘူးမင်းသိရလားအသက်3နှစ်ကလေးလို့အယူတယောက်လိုပဲဖြစ်သွားတာဒါငါ့ကိုအပြစ်တင်လို့ရမလားနာလန်ရပြီတပည့်တစ်ထောင်ကျော်ကအလကားမဖြစ်စေနဲ့ ပတ်စံဆိုတာအလကားကောင်ပါကွာဒီနေ့ငါနဲ့ချမ်းသာပြိုင်နေသူပတ်စံနဲ့ပေါက်သားလိုက်မှာ ကောင်းပြီထဲ လာတောက်မယ် ခဏလေးကိုရင်မတော့ရင်ဂုဏ်စကားပြောနေ အနီအောင်တက်တွေကအဝေးစစ်ထွက်ရမှာမကြောက်ဘူးတောတောင်ရေမြေလောက်ကတော့အေးဆေးပဲ မတော့ရင်အကောင်တောက်တာနဲ့လေကြီးတော့တာပဲ ငါလာတဲ့လမ်းတစ်လျှောက်ဂုံပြူစကားဘာပြောရမလဲစဉ်းစားနေတာစဉ်းစားလိုက်တာနဲ့ဒီစကားနှခုံးပဲထွက်လာတာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့တွေမှာငါနဲ့လိုက်ပြီးဒုက္ခခံခဲ့ရတာပတ်စံလည်းမမြတ်ဘူးလာခလည်းမပေးနိုင်ခဲ့ဘူးအတုံးမကျတဲ့ကိစ္စတွေပဲလုပ်နေခဲ့ရတာပြောချင်တဲ့စကားတွေကတော့အများကြီးပဲဒါပေမဲ့စဉ်းစားလိုက်တဲ့ခေါင်းထဲမှာဒီစကားနှခုံးပဲထွက်လာတာ ဒုက္ခဆိုရင်တက်နီရဲ့လောင်းမတ်ကိုပြင်းမြင်ပင်မနာစာဖွဲ့ခြင်းတော်လိုင်းအိတ်ခက်ကဘိုးဘွားတွေကိုပြင်းမြင် ဟုတ်တယ်အရင်ကတက်နီတက်သားတွေငါတို့ထက်ပိုဒုက္ခရောက်တယ်ငါတို့တရုတ်နိုင်ငံတစ်ခုလုံးလွတ်လပ်အောင်လုပ်ပေးခဲ့တာမဟုတ်လားစိုးဦးတီထွင်ယုံလောက်နဲ့တော့ငါတို့ကြမသွားပါဘူးတောင်းမယ်တောင်းမယ်ထဲမြန်တောက်မယ်အော်ရပြီ အားလုံးအတွက်အရင်ပတ်စံရှင်းပေးမယ်ခဏနေငါတောက်တာများမှမပေးဘူးညင်းနေအောင်မယ်လူက6လအတွက်လစာရွံ3300နားထားတဲ့2လစာရွံ12000နဲ့ထပ်ပေါင်းထားတယ် ကျွန်တော်အဲ့ဒီ2လစာမယူတော့ပါဘူး ယူလိုက်ပါငါလက်ထက်ရွံ12000လောက်ပို့လည်းမချမ်းသာလာပါဘူးရော့မင်းကငါရဲ့ညီဘယ်ချိန်ဖြစ်ဖြစ်မင်းကိုပဲအားထားနေရတာငါမင်းကိုလှုပ်ထွက်ခိုင်းရင်လှုပ်ထွက်တယ်2လ3လလကမပေးနိုင်လဲတစ်စက်မှတတ်မထွက်ဘူးငါမသိဘူးလို့မင်းထင်လို့လားငါမသိကြအောင်စောင့်နေတာပါကုမ္ပဏီရဲ့ရေဘူးမီးဘူးတိတ်တိတ်လေးသွင်းပေးသေးတယ်နေ့လယ်စားလဲနေ့တိုင်းမင်းနဲ့ရမ်းပဲဝယ်တာသူများတွေမင်းကိုရွယ်2800ပေးတာတော့မတော်ဘူးငါရဲ့လက်ကောင်မင်းကြီးဆိုင်နေအောင်မလားမဆိုင်တာတေချာတာပေါ့တော်ပြီယောက်ျားကောင်းကအပူစကားတွေမပြောဘူးငါညီမှတ်ထားအနာဂတ်မှာပတ်စံရှင်းငါတို့ညီကိုတွေအတူတွဲလုပ်မယ်လုံးမှာပေါ့ရန်စောင့်နေတာကြာသွားပြီလား ကျမရှင်ညီလုခါလို့မဟုတ်ဘူးကျမပေါ်အကျွေးကြံလို့မရဘူး ငါမင်းစားစုပေးထားတာကောင်းမစုပ်လေးအားရနာအင်တာနက်မှာပစ္စည်းရှောက်ဝယ်ပြီးအဖြုံးသမားလုပ်နေတာမင်္ဂလာဆောင်မင်းကိုပိုင်ပတ်စံမရှိတော့မှမစိုးရင်ဘူးလား တော်စမ်းမဟဲအမေကတော့ကျမကိုချီးမွမ်းနေတာ
ဒီတလုံး online ကနေဘာလို့ပစ္စည်းမဝယ်တော့တာလဲပြောလိုက်ပါတယ်ဟုတ်တယ်လာကမရတာနှစ်ဝက်ရှိပြီဝယ်ရအောင်မလားလို့အမေစီကတော့ပတ်စံချီတော့မလို့ခုတလုံးသမီးလိမ့်မနေရလို့မထင်ဘူးလားလို့ကိုကြီးပြီးတာပုံနေပြီထင်တယ် တလားစားပဲပို့တာပါငါမမူးသေးပါဘူးဟုတ်ပြီလားမင်းမင်္ဂလာဆောင်တဲ့အချိန်ကျငါမှပတ်စံမရှိမှဆိုလို့ကြိုပေးထားတာ အကိုကြီးကတကယ်အားကိုးရတယ်ဒီနေ့တစ်ချက်လောက်တော့ကျွန်မဖတ်နိုင်ရမယ်မလုံးနဲ့ငါဒီနေ့ကွာရှင်းထားတယ်ဆိုပေမဲ့ရှောက်လို့တော့မရဘူးရန်ရုံနဲ့လှုပ်ရှားလို့ရပါမယ်ကိုပိုင်ရည်ချင်းကိုပဲအားကိုးတဲ့မိမကောင်းလေးနောက်ကိုမင်းမင်္ဂလာဆောင်လို့မင်းယောက်ျားမင်းပေါ်မကောင်းရင်ငါတို့ကိုပြောငါနဲ့လူခလာရေးပြင်ရိုက်ပေးမယ် အားကိုးရတယ်မင်းကဖြုံးသမားဟုတ်လား ငါနဲ့ရှိုးအိမ်ခွဲပြီးကြတဲ့မင်းစီမှာကတ်နေတာဒီနေ့ဒီအိမ်လာကလည်းငါတပြားမပေးဘူးအိမ်စိတ်လည်းမပေးဘူးရေဘူးမီဘူးလည်းမဆောင်ဘူးရေတန်ဘူးလည်းတော့ငါ့ကတဲ့ပတ်စံမတော့ဘူးနဲတယ်များသဘောမထားပါနဲ့ယူလိုက်ပါ တော်ပြီမင်းပတ်စံလေးလောက်ကိုငါမလိုပါဘူးကွာ ဘလို့လည်းမယူဘူးလားဒါဆိုငါမင်းစီမှာကြာရင်နေနေတာဘလို့သဘောထားရမှာလဲစပွန်ဆာပေးတာလား စပွန်ဆာပေးရလို့ထားလိုက် သွားစမ်းပါမင်းကစပွန်ဆာပေးလဲအကိုရတာရှာမှာပေါ့ကွာပြောရရင်ငါလည်းမင်းကိုမကြိုက်ဘူးကွာ တော်ပြီငါနိုင်ငံသားကုမ္ပဏီမှာလောက်တာတစ်လ2000 3000မင်းငွေလောက်ကိုငါမလိုပါဘူးကွာ လေမပြည့်နဲ့တော့မင်းလှုပ်ထုတ်ခံတာငါမသိဘူးများထင်နေတာလာတဲ့လမ်းမှာငါမင်းကုမ္ပဏီကိုဖုန်းဆက်တယ်မင်းပဲသွားနေလဲမေးတော့ကုမ္ပဏီကမင်းလှုပ်ထွက်သွားပြီလို့ပြောတယ်ပြီးတော့မင်းတွင်းခံပေါင်းမိတယ်ပဲထွက်သွားတာတဲ့ တကယ်လား တကယ် မဟုတ်သေးပါဘူးရှင်တို့ကံမီးတကယ်ရက်ဆက်တယ်အလုပ်ထွက်တာပေါ့ဘာဖြစ်လို့ရှင်ကိုပပလေးရှင်းရတာလဲ ငါလည်းမင်းတို့လိုမျိုးစုံတီထွင်လုပ်ငန်းရှင်လုပ်တော့မှမို့လို့ခရီးဝေးကိုပြန်ချီတက်ရတော့မှာငါသူတို့အချွတ်ခံရတာမဟုတ်ဘူးငါကိုဘာသာကိုကုမ္ပဏီကပေးတဲ့ဝတ်စုံကိုချွတ်ပေးခဲ့တာတခင်ကြီးလည်းစုံဦးတီထွင်တော့မယ်အဲ့ဒါတွေမမှတ်ဘူးအခုထိုင်နေတဲ့ငါတို့တွေကဘယ်သူပပအလီမခံရဘူးလို့လဲစုံတီထွင်တဲ့လမ်းကြောင်းကတောလို့မကောင်းဘူးငါဆိုကြရှုံးတာဘာမှမကြံတော့ဘူးနာကျင်ရတယ်ဝမ်းနေရတယ်ဘာတက်နိုင်မလဲစုံတီထွင်ခြင်းနဲ့စိတ်ရှိတာမိတွင်ထဲကိုခုန်ချတာပဲလက်တွေ့ကြကြရှင်းတန်းခြင်းကိုတို့ကကိုမရှာနဲ့ဥစ္စာမရှိမှလူကပျော်ရွှင်ရတာရက်တော့မယ်တောင်းမယ်ဟာအောင်ကိုတဲ့ကိုတက်လာတက်ချွေးမယ်တောင်းကိုတဲ့ကိုတက်လာတက်ချွေးမယ်အမိုးတရားကိုစင်းကိုပင်လယ်လေးထားဖို့လည်းသိမယ်အမိုးတရားကိုစင်းပြီးပင်လယ်လေးထားဖို့လည်းသိမယ်တောင်းမယ်အယေရန်ရေရော ရှင်လို့ limit လေးနဲ့မြအရက်တောက်ချင်နေသေးတယ်အရက်ကုန်ပြီဒါပဲတောက်တော့ရော့ဝမ်းလောင်ကြည့်အပူကြအောင်ရော့ယူလေဒီအလုပ်ဆုပ်ကလည်းတကယ်ပဲပင်မပြီးတော့ပြင်းစရာကောင်းတယ်ဟာနေတိုင်းအချိန်ဖြုံးနေရတယ်လို့ပဲ ကျွန်တော်ပြောမယ်ဓာတ်ပွိုက်ဆိုပေမဲ့ဖြည့်ရှင်းဖို့နီလန်မရှိရမှာမဟုတ်တာအခုဒီနေ့ပတ်စံလေးရနလားလောက်ပဲတောင်းခံနိုင်မှာအဲ့ဒီအချိန်ကျထွက်ပေါက်တခြားပေါက်ရှာတွေးမှာဘာလို့ဖွဲ့ပြက်ရမှာလဲ ပြောရင်းနဲ့ဒီเจ้าပြန်ရောက်လာပြန်ပြီတော်ပြီရှင်နဲ့မပြောတော့ဘူးအခန်းပြန်အိတ်တော့မယ်မနှက်ဖက်မနှက်အလုပ်သွားရအောင်မဘယ်အချိန်ကျမှဒီအလုပ်ဆုပ်ကနေလွတ်မြောက်နိုင်မှာလဲ မကြိုက်လေမင်းအလုပ်တစ်ကိုပြောင်းလိုက်လေကွာ ပြောတာလွယ်တယ်အလုပ်ပြောင်းတာအလောက်လွယ်လို့လားအလုပ်မရှိရင်ရေတောက်ပိုင်းပေါက်နေရမှာလားတော်ပြီ
Bye bye. Good night. Bye bye. Hey. တေချာတဲ့ကြံကြံရှိပြီလားထပ်စင်းစားလော်တကြီးမလုံးနဲ့ မင်းဘာလို့ဖို့စဉ်းစားထားလဲ ငါတနေ့ရောက်သွားဖို့စဉ်းစားထားတယ် ဘယ်တော့မှလဲ စပိန်စီဗီတိဘက်ကိုသွားမယ် စပိန်နဲ့တိဘက်ကိုတွားမယ် ကို့ဘာသာအားလည်းရပေးလိုက်တာ မင်းကအလိုက်ရပေးရမဟုတ်ဘူးမင်းကကိုဒုက္ခကိုရှာတာ အခုမသွားရင်တက်ကြီးလာမှဆိုမသွားနိုင်တော့ဘူးငါကတော့ငါရဲ့အိမ်ကမျိုးပြမှာမဟုတ်ဘူး That boy now ဖြည့်ရှင်းမနီလန်းရှိရဲ့ Steve Jobs iPad ကိုတီထွင်တော့ခလုတ်တစ်ခုပဲပါရပြောတော့သူများတွေကသူ့ရဲ့ဒီဇိုင်းက That boy လို့ပြောကြတယ်ဒါပေမဲ့လက်တွေ့ကြတော့ဘယ်လိုလဲဖြန်းနဲ့မျက်နှာတွေကိုရိုက်လိုက်တာပဲ ကို့ဘာသာကိုလွတ်လပ်ခွင့်ပေးခြင်းတယ်ဖြစ်ရှင်ဇောတွေတိတ်များနေတယ်ဒီလောကကြီးကငါ့ကိုမလိုအပ်ဘူးလို့ငါထင်တယ်တကယ်လို့ဒီတစ်ခါငါတိဘက်ကိုသွားလို့ပြန်မလာနိုင်ဘူးဆိုရင်မင်းတို့ပဲငါ့ကိုသတိရကြမယ်ထင်တယ်ကိုရှင်းညံလို့ခေါ်တဲ့ယူတယောက်ရှိခဲ့ဘူးတဲ့ဆိုတာပြန်ပြောကြလိုက်မယ်မင်းတို့လည်းမေ့ရင်မေ့သွားမှာပါ တကယ်တော့ Office လို့ယင်းနှိမ့်မြုံနှံတဲ့ကုမ္ပဏီကြီးတစ်ခုနှုတ်ထလာခဲ့ပြီပဲတမီရိုးကျအင်တာနက်နည်းပညာတွေမှာဆက်ပြီးယင်းနှိမ့်မြုံနှံနေမယ်ဆိုရင်ထွက်လမ်းမရှိတော့ဘူးယင်းနှိမ့်မြုံနှံမှုတွေကတဖြည်းဖြည်းနဲ့မိုဘိုင်းအင်တာနက်တွေဘက်ကိုပြောင်းနေပြီငါတို့အခွင့်အရေးရှိပါသေးရဲ့တကယ်ထပ်ပြီးတောင်းခံတာပါဥက္ကဋ္ဌမော်စီတုံပြောဘူးရဲ့အောင်မြင်မှုဆိုတာအဆုံးသတ်9မိနစ်မှာပဲတဲ့ ငါကတော့သွားပြီဆက်ပြီးမင်းကိုပဲကြည့်ရတော့မှာပဲ မင်းကစီမံနေရဘယ်လောက်ကြာပြီလဲအရင်ကငါစဉ်းစားတာပတ်စံကောင်းကောင်းရှာမယ်ကောင်းကောင်းနေမယ်ပြီးတော့ပတ်စံရှာလို့ရရင်အိမ်လေးတစ်လုံးဝယ်မယ်မိန်းကလေးတစ်ယောက်နဲ့အိမ်နောက်ပြုတ်ကလေးယူပြီးဘွားကိုဖျက်တမ်းမယ်မင်းကကြတော့နေ့တိုင်းငါနဲ့ Steve Jobs အကြောင်းပြောရဲအိမ်မက်တွေအကြောင်းပြောတယ်ငါ program ရေးဖို့နှိုးဆွပေးရဲကောင်းတယ်အခုငါခြေတလန်းစလိုက်တော့မင်းကတော့ပြီးပြီတကယ်လို့တနေ့နဲ့ငါစုံဦးတီထွင်နေရင်ရိုးကြေရေခံဖြစ်ရင်မင်းတာဝန်ယူရမနော် ငါပြောတဲ့ယူစကားတွေမင်းတကယ်ယုံတာလား မင်းငါ့ကိုပြောတဲ့အဲ့ဒီယူစကားတွေကိုငါတကယ်ယုံသွားတာဆက်နေပါကွာအတူလောက်ကြရအောင်ငါမင်းကို share ပေးမယ်ငါရဲ့ share တော့မင်းကိုပေးမယ် ငါဘော်ဒီလောက်မကောင်းပါနဲ့ငါမင်းကိုတကယ်ပြန်မဆက်နိုင်ဘူးအခုငါဒီနေရာမှာပြဿနာဖြစ်နေပြီအရင်ကနေတိုင်းငါမှာစိတ်ကူးတစ်တွေရှိတယ်နေတိုင်းသုံးလို့မကုန်တဲ့အားရင်တွေရှိတယ်ငါအခုသုံးလို့ကုန်သွားပြီအုံနောက်လည်းထုံသွားပြီငါမင်းရဲ့ share တစ်ဘက်ကိုယူရင်နေတိုင်းမင်းပတ်စံကိုသုံးပြီးဘာမှမလုပ်ပေးနိုင်အောင်ဖြစ်မှာဒီလိုဆိုအတိတ်ပဲရှိတယ်လို့ထင်လား အေးပါငါဒီချစ်တလန်းကိုလမ်းပြီးမှတော့နောက်ပြန်လဲဖို့မစင်စားတော့ဘူးငါတက်လုံးကြားခွဲတစ်ခွက်လို့တမြန်လက်ထဲအပ်ပြီးတော့ထိန်းချုပ်ထားတာငါဆက်ပြီးမခံနိုင်ဘူးအဲ့လိုဆိုရင်လူဘွားကြီးကပြင်းစရာကောင်းတယ်တိဘက်သွားရင်ကီယူဆိုင်တော့ ရုရှားနဲ့နေသူတွေတိုက်ပွဲဖြစ်မယ်ဆိုရင်တကဘာလုံးရဲ့စွမ်းရည်ဈေးကွက်ကထိခိုက်မှာပဲအထူးသဖြင့်73စီပဲဒီနေ့ပိုင်းဈေးကွက်မတည်ငြိမ်တဲ့အခါတွေမှာစွမ်းအင်သုံးကားစီမံကိန်းတော့လုပ်လို့ရတယ်တခြားဟာတွေတော့တိတ်ပြီးမထူးခြားဘူးမင်းတို့လည်းပြောကြပါဦးလာမယ့်3လနှစ်မှာအများဆုံးတိုးတက်လာမယ့်လုပ်ငန်းတွေကဘယ်နယ်ပယ်တွေမှာဖြစ်လာနိုင်မလဲ တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဒါဟာလမ်းကြောင်းတစ်ခုပဲ တက်ရှိကျမ်းပါဖို့နေထိုင်ထိန်းသိမ်းတဲ့ဘက်ဒါကရွေးချယ်တဲ့နယ်ပယ်တွေပါ မိုဘိုင်းအင်တာနက်တွေကအလားအလာကောင်းဆုံးလို့ထင်တယ် အသေးစိတ်ပြောပါဦး စမတ်ဖုန်းတွေလူကြိုက်များလာတာနဲ့အမျှပြည်တွင်းမိုဘိုင်းအင်တာနက် software ဖွံ့ဖြိုးတိုးတက်လာတာတွေကအလားအလာများကြီးရှိလာတယ် မိုဘိုင်းအင်တာနက် software ရင်းနှီးမြှုပ်နှံမှု
application တိတိလေးတစ်ခုကဘယ်လိုတန်ဖိုးရှိနိုင်မှာလဲအရင်နှစ်တွေကငါတို့ဂိမ်းလုပ်ငန်းတွေရင်းနှီးမြှုပ်နှံခဲ့တာရှုံးတာပဲမဟုတ်ဘူး အ လား ရင်နှစ်ကကျမတို့ယင်းနှိမ့်ညွန့်နှံခဲ့တာအားလုံးကအကြီးစားကွန်ပျူတာ software တွေအဲ့အပိုင်းကအစကတည်းကကျမတို့လောက်တာနောက်ကျပြီးတော့ပညာရှင်ပိုင်းလည်းမလုံလောက်ခဲ့ဘူး copyright ပိုင်းလည်းမထိန်းနိုင်ခဲ့ပြန်ဘူး Blizzard လိုအင်အားကြီးတဲ့ game company တွေဝင်လာတော့ပြည်တွင်း game လုပ်ငန်းကဆက်ရှင်တန်ဖို့မဖြစ်တော့ ဒါဆိုအင်တာနက်ဂိမ်းကဘိုးလို့တောင်မဖြစ်ဘူးဖုန်းရဲ့လှုပ်ဆောင်မှုနဲ့ခံစားမှုကအကြီးစားဂိမ်းတွေကိုလုံးဝရှင်လို့မရဘူးတောင်ရက်ဆိုမကစားကျင်တော့ဘူး မကျင်ဒါဆိုရှင်အခု Planet Zombie မကစားတော့ဘူးလို့အမခံရင်လားကျမကတော့ပြည်တွင်းအင်တာနက်ကတဟုန်ထိုးတိုးတက်တဲ့အခြေအနေကိုကြော်ခဲ့ပြီးပြီတမန်ရိုးချအင်တာနက်ဘက်မှာဆက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တဘာမှမကြတော့ဘူးမိုဘိုင်းအင်တာနက်ကလုံးဝမတူးဖော်ရသေးတဲ့မြေရိုင်းတစ်ခုလိုပဲတကယ့်ကိုရွှေတွင်းအစ်စ်ပါပဲ ဒီကိုမလာခင်ကျွန်တော်ဘာမှမယုံခဲ့ဘူးဒီကိုရောက်လာတော့မှအားလုံးကိုယုံခဲ့တာဒီနေရာကမိုးကောင်းငင်နဲ့နေပြီးလူတွေနဲ့ဝေးတယ်လို့ထင်တယ်ဖာမောင်နေမှာ နိုးပြီလား နိုးပြီ နိုးလက်ဖက်ရဖြောလိုက်အောင်မယ်ခဏဆောင်တော့ ကျေးဇူးပါ 那兰。平凡又普通，美与众不同，别人眼中的我。谁不想成功，梦醒成英雄，在你眼中我不同。今生只有你看好我，只有你相信我有梦。给我的星空，从未想过离开过。爱带你我走很久，幸好你在左右，陪我从无到有。爱该不该再等候，快将爱说出口，与你相守。有你陪着我，来完成我的梦，迎接晴时嘲笑的苦。爱带你我走很久，幸好